ကဲ 3D စိတ်ဝင်စားတဲ့ဝါသနာရှင်ညီကိုတွေအတွက်ကျွန်တော်ကနန်းတစ်ခွက်လောက်ပြပေးခြင်းလို့ပဲเนาะကျွန်တော်ဆရာတယောက်တော့မဟုတ်ပါဘူးဒါသူများပြထားတဲ့ line ထဲကနေပြီးတော့ကျွန်တော်အကြိုက်တွေ့တဲ့ကနန်းလေးတစ်ခွက်ပြပေးမယ်ပေါ့နော်ဒီ site ကဒါဆရာအောင်ချမ်းသာပြသွားတာပေါ့နော်ပြီးခဲ့တဲ့ဘက်ကဒီမှာ၄ထိပ်ရဲ့ဇောင်းမှာဗရိတ်၄ကြတယ်ပေါ့နော်သူကနေပြီးတော့တပင်2ပင်3ပင်အောက်မှာလဲ၄ထိပ်ပဲဒီ၄ထိပ်ရဲ့ဇောင်းမှာလဲဗရိတ်၄ကြတယ်ပေါ့နော်ဒီ၄ထိပ်ကနေပြီးတော့တပင်2ပင်3ပင်ကြီးအောက်မှာ၄ထိပ်ပဲ၄ထိပ်ရဲ့ဇောင်းမှာဒါဗရိတ်၄ကြမယ်ဆိုပြီးတော့ဒါဆရာအောင်ချမ်းသာပြသွားတာဒါဗရိတ်၄လေးတကယ်ကြသွားခဲ့တယ်ပေါ့နော်အဲ့ဒီကနေအဆက်သူခုထပ်ပြသွားတာကဒီ၄ထိပ်ဇောင်းမှာဗရိတ်၄ကြပြီဆိုတာ ਨੇ အောက်မှာဗရိတ်လေးအောက်မှာ၄ထိပ်ရဲ့ဘေးမှာဗရိတ်တစ်လူကြတယ်ဗရိတ်လေးကြပြီးရင်အောက်မှာဗရိတ်တစ်လူကြတယ်၄ထိပ်ဗရိတ်လေးကြပြီးရင်အောက်မှာဒါဗရိတ်တစ်လူကြမယ်လို့သူပြသွားတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကကဏန်းရှာကြည့်တာကျွန်တော်ကဏန်းရှာကြည့်တာလေးတခုတွေ့ထားတာလေးကျွန်တော်မျှဝေပေးခြင်းလို့ကျွန်တော်လည်းတော်တော်လေးကြိုက်လို့ပေါ့နော်ဒါခုမှပထမဦးဆုံး line မော်တင်ပေးဖြစ်တာဖြစ်ပါတယ်အဲ့တော့ဒီ၄ထိပ်ရဲ့ဘေးမှာဗရိတ်တစ်ကြမယ်ဆိုလို့ရှိရင်9ခါနဲ့ဗရိတ်တစ်ဆိုပြီးကြတယ်ဒီ၄ထိပ်ရဲ့ဘေးမှာဗရိတ်တစ်ကြမယ်ဆိုရင်6ခါနဲ့ဗရိတ်တစ်ဆိုပြီးကြတယ်9ခါနဲ့6ခါပေါ့နော်အခုဒီ၄ထိပ်ရဲ့ဘေးမှာဗရိတ်တစ်ကြမယ်ဆိုရင်ကျွန်တော်တို့ခွန်ခါလာပေါ့နော်စီနီယံ9ခါပြီးရင်6ခါ6ခါပြီးရင်အခုခွန်ခါပေါ့ခွန်ခါဟုတ်ပြီသူက9ခါပြီးရင်ဗရိတ်တစ်ဖြစ်တယ်ဆိုတော့ကွာပေါင်းကလည်း6ဖြစ်တယ်6ခါကဗရိတ်တစ်ဖြစ်မဲ့အတွက်ကွာပေါင်းကလည်း9ဖြစ်တယ်ခုခွန်ခါမှာဆိုလို့ရှိရင်ဗရိတ်တစ်ဖြစ်ဖို့တော့ကွာပေါင်း4ဖြစ်ပြရမှာပေါ့နော်ကွာပေါင်း4ဖြစ်မှာခွန်ခါနဲ့ဗရိတ်တစ်ဖြစ်မှာအဲ့တော့ကျွန်တော်တို့ကွာပေါင်းကိုဘယ်ကဏ္ဍနေထည့်သွားလဲကျွန်တော်တစ်ချက်ရှာကြည့်လိုက်တော့၄ထိပ်ရဲ့အပေါ်မှာဒီ9.5ဆိုတဲ့ကဏ္ဍတစ်ခွက်ရှိတယ်9.5ကထိပ်နှလုံးပေါင်းခြင်းဒီ9နဲ့1နဲ့ဒီ3ညနောက်တစ်လုံးဒီ5 3ည5နှလုံးအပိုင်နဲ့ပေါ့နော်3ည5နှလုံးပိုင်နဲ့ဗရိတ်တစ်9ခါဝင်သွားတယ်3ညပိုင်နဲ့ဆိုကျွန်တော်တို့က6တလုံးထည့်လိုက်အောင်ပဲနော်9ခါအပိုင်နဲ့3ည6ကိုရှင်းတော့ခွထည့်လိုက်လို့ရှိရင်ကျွန်တော်တို့2ကွက်ရမှာပေါ့နော်အခုဒီဘက်မှာလည်းအဲ့ဒီလိုပဲဒီ၄ထိပ်ရဲ့အပေါ်က938ဆိုတဲ့ရှင်းနှလုံးပေါင်းခြင်းက8နောက်တစ်လုံးကလည်း8ပဲအဲ့တော့ကျွန်တော်တို့8အလုံးပိုင်ပေါ့နော်8အလုံးပိုင်နဲ့ဗရိတ်တစ်6ခါဗရိတ်တစ်ဖြစ်တယ်ကျွန်တော်တို့နောက်ကခွန်ထည့်လိုက်အောင်ပဲဒီမှာလည်း8 6ခွန်နဲ့ခွန်6 8ဆိုပြီးတော့2ကွက်ပဲရမှာပေါ့နော်ဒါဗရိတ်6ခါဗရိတ်တစ်ပေါ့အခုဒီမှာဆက်ကြည့်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဒီ၄ထိပ်ရဲ့အပေါ်မှာ6 2 6ဆိုတဲ့ကဏ္ဍရှိတယ်ရှင်းနှလုံးပေါင်းခြင်းက6ပေါ့နော်နောက်ကလည်းရှင်းနှလုံးပေါင်းခြင်းက8နောက်တစ်လုံးက6အဲ့တော့8 6ခွာမှာပေါ့8 6ခွာတော့ကျွန်တော်တို့ကခွန်နဲ့ဆိုလို့ရှိရင်ဗရိတ်တစ်လေကြိုက်တယ်အဲ့တော့ကျွန်တော်တို့က8ခွန်အဲ့ဒီလိုရအောင်ပေါ့8ခွန်6နဲ့6ခွန်8ဆိုတဲ့ကဏ္ဍလေးနှစ်ကွက်ဒီကဏ္ဍနှစ်ကွက်ကိုဒါကျွန်တော်အခုကြိုက်လို့မလို့ line မော်တင်ပေးလိုက်တာပြပေးလိုက်တာကိုကြိုက်နေတတ်တယ်ဆိုရင်တော့ထိုးဖို့ပေါ့နော်ဟုတ်ကဲ့